လူတယောက်ရဲ့စိတ်ဓာတ်အရေးတွေကိုတိုင်းတာတဲ့နေရာမှာကိုချင်းစာတရားဆိုတဲ့စကားလုံးကရှေ့ဆုံးကပါလာလေးရှိပါတယ်။ကျွန်တော်တို့အားလုံးဟာတစ်ဖက်လူကိုချင်းစာပါလို့အလွယ်တကူပြောတတ်ကြပေမဲ့တကယ်တမ်းလက်တွေ့ပေါ်မှာတော့ဒါဟာပြောသလောက်မလွယ်ကူလာပါဘူး။လူတိုင်းပါးစပ်ပြားမှာပြောနေတဲ့ကိုချင်းစာစိတ်ဟာလက်တွေ့ပေါ်မှာဘာကြောင့်ပျောက်ဆုံးနေတာလဲ။ကိုချင်းစာတဲ့ချင်းဆိုတာကိုယ့်ဘဝထဲကနေခဏလောက်ထွက်ပြီးသူတစ်ပါးရဲ့ဘဝတွေကိုဝင်ရောက်ကြည့်ရှုနိုင်ခြင်းပါ။ဒါပေမဲ့လူတော်တော်များများဟာကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့ခံစားချက်နဲ့ကိုယ့်ရဲ့အတ္တတွေကိုမစွန့်လွတ်နိုင်ကြပါဘူး။ငါသာဆိုရင်တော့ဒီလိုမလုပ်ဘူးဆိုတော့ကိုယ့်ကိုယ်ကိုဗဟုပြုတဲ့စိတ်ကတစ်ဖက်လူရဲ့အခက်အခဲကိုအမှန်တိုင်းမမြင်အောင်ကာကွယ်ထားတတ်ပါတယ်။အခုခေတ်ကိုချင်းစားရဲဆိုတာကဆိုရှယ်မီဒီယာပေါ်မှာကွန်မန့်ရေးရုံစာနာတရားပြရုံနဲ့ပြီးသွားတဲ့အပေါ်ယံယဉ်ကျေးမှုဖြစ်လာပါတယ်။တကယ်တမ်းတစ်ဖက်လူရဲ့နာကျင်မှုကိုကိုယ်တိုင်ခံစားပေးနိုင်မှုဆိုတာထက်ငါကတော့လူကောင်းပါဆိုတဲ့ကိုယ့်ကိုယ်ကိုသတ်မှတ်ခြင်းတဲ့စိတ်ကပိုများနေတတ်ပါတယ်။တကယ်ကိုချင်းစာတရားဆိုတာစကားလုံးတွေထဲမှာမရှိပါဘူး။တစ်ဖက်လူရဲ့မျက်ရည်ကိုမြင်တဲ့အခါသူ့ရဲ့အခက်အခဲကိုကြားတဲ့အခါကိုယ့်ရဲ့အမြင်ကိုခဏဖယ်ထားပြီးသူဘလောက်တောင်ခက်ခဲနေမလဲဆိုတဲ့စိတ်နဲ့နားထောင်ပေးခြင်းကသာအစစ်မှန်ဖြစ်ပါတယ်။ပါစပ်ပြားကကိုချင်းစာတရားတဲ့နှလုံးသားထဲကလာတဲ့နားလည်မှုကသာတကယ်ကိုချင်းစာတရားဖြစ်ပါတယ်။